နော်အီရန်ကဂျူးလူမျိုးတွေကိုလူမျိုးသုံးတပ်ဖြတ်မယ်ဆိုပြီးတစ်ချိန်လုံးကြွေးကြော်လာတဲ့နော်ကာလမာနီသူရဲ့ဘာတိုင်းခေါင်းဆောင်က Supreme Leader လို့ခေါ်တယ်အထွတ်ထိပ်ခေါင်းဆောင်ဒီခေါင်းဆောင်ကဖေဖော်ဝါရီလ28မှာတည်ပြီးတော့မှနှစ်ရက်အကြာမှာအစ္စရေးနိုင်ငံမှာဘာပွဲကျင်းပလဲဆိုတော့ The Festival of Purim ပြောချင် Purim ဆိုတာကဓမ္မဟောင်းအတ္တထာဝတ္ထုထဲမှာအစ္စရေးကိုလူမျိုးသုံးတပ်ဖြတ်မယ်ဆိုပြီးတော့မှအကြံစီနဲ့နန်းတော်မှာကြွေးကြော်လာတဲ့ဟာမန်တည်သွားတဲ့နောက်နှစ်ရက်မှာဖြစ်တယ်ဒါ CNN တို့ BBC တို့ကဒီသတင်းတွေပြောမှာမဟုတ်ဒါက prophetic တကြောပြန်လဲလာဒီကာမနီဆိုတာကအစ္စရေးကိုကမ္ဘာမြေပုံကနေဖြတ်ပြီးတော့မှလူမျိုးသုံးအစ္စရေးလူမျိုးကိုရှင်းမယ်နျူကလ িয়ার လက်နဲ့လုပ်နေတဲ့လူဖြစ်တယ်ဒါပေမဲ့ तू ရှင်းမယ်လို့ကြွေးကြော်နေတဲ့ तू တီဆောက်နေတဲ့ဒုံးကျည်လက်နဲ့ပဲ तू ကိုယ်နိုင်ပါလေပြန်ပြီးတော့ပြစ်ခံရတာတေးသွားတာအေးတတာဝုထုထဲမှာဟာမန်ကဂျူးလူမျိုးတွေကိုတတ်ဖို့အတွက်နော်ဘာလဲဆိုတော့မော်ဒကဲကိုကျိုးဆွဲပေးဖို့အတွက် तू ဆောက်ထားတဲ့အဲ့ဒီကျိုးကွင်းထဲမှာပဲ तू ကိုယ်နိုင်ပါလေတေးသွားတာကျိုးပေးခံအဲ့တော့အဲ့ဒီလူကဓမ္မဟောင်းထဲမှာလောက်သွားတဲ့အတိုင်းအခုဖြစ်နေတာဟာမန်ကဘာပြောလဲဆိုတော့ဂျူးလူမျိုးအားလုံးတတ်ရမယ်ဘာဆိုရင်မော်ဒကဲကတကဆောင်ဟာမန်ကမူးမတ်ကြီးရှင်မင်းကချီးမြှောက်ထားတဲ့သူ तू ကတကယ်နိုင်ငံတော်အကြီးအကဲလို့ပြောလို့ရတယ်အခုဆိုရင်ကာလမာနီကပါလေနိုင်ငံတော်အကြီးအကဲဓမ္မဟောင်းအေတထာဝတ္ထုထဲမှာတော့ဟာမန်ပေါ့ဂျူးလူမျိုးတွေကိုအပြတ်ဖြုတ်မယ် तू ကြွေးကြော်ပြီးတော့သူ့ရဲ့အာဏာနဲ့သူ့ရဲ့ပါဝါနဲ့ရှင်မင်းမှာ तू ချင်းကပ်တာဘာပြောလဲဆိုတော့ဂျူးလူမျိုးတွေကိုတတ်ခွင့်ပေးပါအဲ့တော့ဖြစ်ချင်တော့မိဘမဲ့ဖြစ်တဲ့အေတထာကဖြစ်ချင်တော့အဲ့ဒီဘယင်ကလေဒါကတိုက်ဆိုင်မှုမဟုတ်ဖခင်ရဲ့အကြံစီဖြစ်တယ်ဟာလေလုယာဒီနေ့တိုင်းနိုင်ငံတွေမှာဖြစ်နေတဲ့အရာအားလုံးဖခင်အကြံစီဖြစ်တယ်ဖခင်ကမပါဘူးလို့ပြောလို့မရဘူးတမိုင်းထဲမှာအမေရိကန်မှာနော်ဥရောပမှာနောက်ပြီးတော့အာရပ်နိုင်ငံမှာအရှေ့တောင်အာရှမှာဖခင်ကတိုင်းနိုင်ငံနဲ့အလုပ်လုပ်တော့ဖခင်ဖြစ်တယ်ယေရမိအနာဂတ်ကျမ်း49 34နဲ့36ဒါက prophet ယေရမိကအီရန်နိုင်ငံအကြောင်းကို prophet ပြုထားတဲ့ဟာဒါလေးလည်းနဲ့ထူးခြားမှုရှိဖတ်ကြည့်အောင်ပိုင်ငယ်34ဒီချမ်းချက်ကအခုတော်တော်လေးအသက်ဝင်လာတယ်ပေါ့နော်အခုဒီမှာပြောထားတဲ့ prophet ယေရမိလက်ထက်က prophet ပြုထားတဲ့အီလန်ပြည်ဆိုတာကအခုအီရန်နိုင်ငံဖြစ်တယ်ကောင်းကင်ဘုရားရှင်ထားပြမိန့်တာကအီလန်ဤလေးတီးဟူတော့လေးဆိုတာပါလေမြားလက်နဲ့ကိုပြောတာအီလန်ရဲ့လေးကိုပြောတာလေးဆိုတာမြားလက်နဲ့အခုအီရန်ကကမ္ဘာပေါ်မှာနိုင်ငံတိုင်းကိုအထူးဖြင့်တော့အမေရိကန်နဲ့အစ္စရေးကိုချိန်ချောက်တဲ့အရာကပါလေဆိုတော့သူတို့ကနံပါတ်1နျူကလ িয়ার လက်နဲ့ဖြစ်တယ်နျူကလ িয়ার လက်နဲ့မရသေးခင်မှာသူတို့ဘာနဲ့ချိန်ချောက်လဲသူနိုင်ငံမှာ drone တွေ missile တွေပေါ့ဒုံးကျည်လက်နက်တွေရှိတယ်အဲ့တော့ဓမ္မဟောင်းမှာတော့ဒုံးကျည်လက်နက်တွေမရှိသေးတဲ့အတွက်အခုခေတ်ကဘာလဲဆိုတော့သူတို့ကစစ်ရေးပြနော်အခမ်းအနားတွေကျင်းပတဲ့အခါအီရန်ကဘာလုပ်လဲဒုံးကျည်လက်နက်ပေါင်းများစွာသူ့နိုင်ငံကတီထွင်ထားတဲ့ဟာတို့ပေါ်ပြအဲ့ဒီဒုံးကျည်လက်နက်တွေအားလုံးကဘာလဲအဲ့ဒါလေးပဲလေးများလက်နက်ပေါ့ဒါပေမဲ့ဖခင်ကဘာပြောဆိုအီလန်ရဲ့လေးတီဟူတော့သူရဲ့အစွမ်းတတိအထုံးမဲ့သူကဘာဆိုဒီဒုံးကျည်လက်နက်တွေ missile တွေ ICBM တွေဟုတ်တယ်မလားသူရဲ့ဒီ supersonic ဒုံးကျည်လက်နက်တွေကိုသူကအရန်ကုန်ယူဝင်ကြွားနေတာသူရဲ့အစွမ်းတတိအဲ့ဒါအခုတော့မှအစွဲတစ်ခုလုံးပြိုကျလို့မတက်ဖြစ်သွားပြီနိုင်ငံကောင်းဆောင်တည်သွားပြီဒါပေမဲ့သူ့မှာကဘာတွေရှိတယ်လဲဟာမနှဲဘူးမြေအောက်လိုင်ကောင်းထဲမှာရောအပြားကြီးပဲသူတို့ဝက်ထားပုံထားတဲ့လေးလက်နက်တွေဒုံးကျည်လက်နက်တွေအများကြီးပဲအဲ့ဒါတွေနဲ့ပြန်ပြီးတော့တိုက်ခိုက်နေတကယ်လို့ဒါအခုအချိန်မှာသမ္မတထရမ့်နဲ့အစ္စရေးကမတိုက်ခဲ့ရင်အခုဒီလောက်ထိတိုက်ခိုက်တာတော့မှသူတို့အရှုံးမပေးပဲပြန်တိုက်အသေးခံတိုက်နေတဲ့သဘောပဲဘာလို့ဆိုသူတို့ရဲ့ခေါင်းဆောင်လည်းမရှိတော့ဘူးနိုင်ငံကလေဝေဟင်ကနဲ့သူတို့ဘာမှမတိုက်ခိုက်နိုင်တော့သူ့မှာရှိတဲ့တရုတ်ကပေးထားတဲ့နော်နောက်ဆုံး generation radar စနစ်တွေအားလုံးပြတ်ကုန်လေရင်အစီးပေါင်း200 အစ္စရေးကနဲ့ဝင်တာတစည်းမှမမိဘူးဗျ
အမေရိကန်လေအစည်း100ဆိုအစည်း300ဝင်ပြီးတော့တိုက်တာစောနာကနော်တရုတ်ပြည်ကထောက်ပံ့ထားတဲ့နောက်ဆုံးပေါ်ပါဆိုတဲ့ရေဒါစနစ်တွေကတခုမှပါလဲမဖမ်းနိုင်ဘူးအဲ့တော့ဒီနိုင်ငံရဲ့နည်းပညာဘယ်လောက်ထိမြင့်လဲဆိုတာလည်းဒါစဉ်းစားလို့ရတယ်ဟုတ်တယ်မလားအဲ့တော့သူ့မှာရှိတဲ့လေးလက်နက်တွေအားလုံးကိုချိုးမယ်တဲ့ဗျာငါချိုးမယ်ဘာလို့သူ့နိုင်ငံရဲ့မော်တိုကဘာလဲဆိုတော့ dead to America dead to Israel ဒါပဲခေါင်းဆောင်တလျှောက်ပြောပြီးတော့ကျင်းဝါလာတဲ့အရာက dead to America dead to Israel ဒါကြောင့်သူ့မှာ nuclear လက်နက်တာတကယ်လို့ရှိခဲ့မယ်ဆိုရင် America နဲ့ Israel ကိုတကယ်တိုက်ဖို့အတွက်တော့မလေးဘူးဘာသူတို့ရဲ့ theology ကမားနေတယ်နိုင်ငံခေါင်းဆောင်ကနိုင်ငံရေးအမြင်နဲ့ကြည်တာထက်ဘာသာရေးအမြင်နဲ့ကြည်ပြီးတိုက်ခိုက်နေတာဖြစ်တယ်သူတို့ရဲ့ယူဆတဲ့ဓမ္မအသွေးခေါ်ကဘာလဲဆိုတော့ကဘာကြီးကိုရှာရီယာလောကလွှမ်းမိုးရမယ်မွတ်စလင်ကအုပ်စိုးရမယ်အဲ့ဒီ theology အကြောင်းမို့ဒါကဘာလဲဆိုတော့လက်နဲ့နီးပညာထက်ခေါင်းဆောင်တွေမှာရှိတဲ့ ideology လို့ခေါ်တယ်အသွေးခေါ်ကြံစီတွေကအင်မတန်မားနေပြီမွတ်စလင်နိုင်ငံတွေဒီနိုင်ငံတွေကတဲ့နော်အီရန်အစိုးရပြုတ်ကျရေးကိုသူတို့လိုလားတယ်ဘယ်မွတ်စလင်နိုင်ငံတွေလဲပြောတဲ့အခါကျတော့ Saudi Arabia Qatar UAE Bahrain Jordan Egypt အားလုံးဒီမွတ်စလင်နိုင်ငံတွေကအီရန်နိုင်ငံအစိုးရပြုတ်ကျရေးကိုသူတို့ထောက်ခံနေတယ်ဘာသူအစွန်းရောက်ဘာသာရေးနဲ့အုပ်ချုပ်တာဟာတစ်ဖက်မှာလည်းဗာရေးတာဒီမွတ်စလင်နိုင်ငံတွေကအီရန်သမ္မတနဲ့အစိုးရပြုတ်ကျရေးကိုသူတို့ရှုံချတယ်အဲ့ဒီမွတ်စလင်နိုင်ငံကိုရေးထားတာဘယ်နိုင်ငံလဲဆိုတော့ United Kingdom France Spain ဒီနိုင်ငံတွေကရှုံချတယ်ဟာတာဘောနေတယ်ရေးထားဒါပေမဲ့တကယ်လည်းအဲ့လိုဖြစ်သူတို့အချင်းချင်းတော့မှအဲ့လိုသိနေတယ်အယူဝါဒတွေမားနေတယ်ဆိုအဲ့တော့ပရောဖက်ပြည့်စုံခြင်းကိုဘာဖြစ်လို့ဒီမှာဒီနိုင်ငံကိုချိန်ထိုးပြီးတော့ကျမ်းစာနဲ့ပြောရတယ်လဲဆိုတော့တခုစဉ်းစားကြည့်အောင်တိုက်ဆိုင်မှုလဲကျွန်တော်ဒါလူတွေကတော့တိုက်ဆိုင်မှုပြောမယ်ဒါပေမဲ့ကျမ်းစာတဲ့အမြင်နဲ့ကြည့်မယ်ဆိုရင်တော့ဒါတိုက်ဆိုင်မှုတော့မဖြစ်တော့ဘူးအီရန်နိုင်ငံကိုနော်အခုဘာသာရေးခေါင်းဆောင်တွေကနဲ့နိုင်ငံခေါင်းဆောင်တွေအရင်ကနိုင်ငံခေါင်းဆောင်တွေကိုဖြိုခွင်းပြီးတော့နော်အောင်မြင်ပြီးတော့ revolution တက်လာပြီးတော့ဒီနိုင်ငံကိုအုပ်စိုးတဲ့48နှစ်မြောက်မှာဒီနိုင်ငံကအစိုးရပြုတ်သွားတယ်အဲ့ဒီ48နှစ်မြောက်မှာဘယ်သူကတိုက်လဲဆိုတော့အမေရိကန်ရဲ့48နှစ်မြောက်48ရောက်မြောက်သမ္မတဖြစ်လာတဲ့ Trump ကဖယ်ရှားပလိုက်တေးသေးလေးအတင်းတော်မှာပဲလှုပ်တော့ဘုရားမဟုတ်ဘူး empire တွေနဲ့အလှုပ်နေတဲ့ဘုရားဖြစ်တယ်ဘုရားရှင်ကစူးစမ်းအာမင်အဲ့တော့ဒီဟာမန်ဆိုတဲ့သူကတကယ်အာဏာရှိတဲ့သူ့အာဏာကိုအသုံးပြုပြီးတော့မှဂျူးလူမျိုးကိုနော်ရှင်းပြဖို့အတွက်သူကြံစီအဲ့ဒီလိုကြံစီတဲ့အခါမှာဂျူးလူမျိုးကမတတ်နိုင်ဘူးဘလုံးမှသူ့ကိုတိုက်ခိုက်လို့မနိုင်ဘူးအဲ့တော့သူတို့မနိုင်တဲ့အတွက်ကြောင့်ဖြစ်ချင်တော့ဗာလဲဆိုတော့မိဘမဲ့ဖြစ်တဲ့အိတ္တထာကြောက်တည်ရနော်အိတ္တထာကမိဖုရားရွေးချယ်မယ်လို့ရှင်ပင်ပြောတဲ့အခါမှာမိဖုရားပေါင်းမြောက်များဆိုတော့တို့သမီးကညာတွေအများကြီးပေါ်ပြတဲ့ထဲမှာရှင်ပင်ကဘု து ကိုမျက်စိကျသွားတယ်ဟာအီရန်နိုင်ငံမှာချောရဲလာတဲ့မိန်းကလေးအများကြီးပဲယာနဲ့ခြေပြီးရှိတယ်အဲ့ဒီထဲမှာမှတယောက်တည်းတော့ဂျူးလူမျိုးအမျိုးသမီးကိုသူကြိုက်သွားတာဖခင်ရဲ့မျက်နှာသာဟုတ်မဟုတ်ဖခင်ကနောက်ကွယ်ကအလုံးလုံးနေတာဖြစ်တယ်တိုင်းတစ်ပါးကရှင်ဘရင်တော်မှဂျူးလူမျိုးကိုတယောက်တည်းတော့ဂျူးလူမျိုးဒီမှာကဘာလဲအီရန်နိုင်ငံကအမျိုးသမီးကညာမြောက်များစွာထဲကနဲ့အိတထာကိုမှသူကြိုက်သွားတာမိဖုရားတင်မြောက်တယ်ဒါပေမဲ့အိတထာကဂျူးဖြစ်ကြောင်းသူတို့မသိဘူးကြည်စားဒါပေမဲ့ဖခင်ရဲ့အလုတ်လုံနေပုံဒီနေ့ကျွန်တော်ပြောချင်တယ်ကျွန်တော်ရဲ့အသက်တာထဲမှာမထင်ရှားတဲ့နောက်ွယ်ကဘုရားအလုတ်လုံနေတယ်မထင်ရှားတဲ့နောက်ွယ်မှာဗာလဲဘုရားအလုတ်လုံနေနိုင်ငံရေးထဲမှာလည်းတည့်ရစီးပွားရေးထဲမှာမိသားစုထဲမှာဘုရားအလုတ်လုံနေအဲ့တော့လူတွေအများကြီးထဲမှာမှတင့်ကိုပဲဘုရားကမျက်စိသဘောကျပြီးတော့မှရွေးကောက်တယ်
အေးတထာကိုရေးကောက်အေးတထာမိဘမဲ့လို့ပြောတယ်မော်ဒကဲသူ့ရဲ့ချော့ပြောတယ်ဦးလေးလို့ပြောတယ်တကယ်တော့သူ့ဦးလေးမဟုတ်သူ့ရဲ့ဝန်ခွဲအကိုဘာလို့လဲဆိုတော့အေးတထာဝတ္ထုခန်းကြီးနှစ်ထဲမှာကြည့်လိုက်မော်ဒကဲရဲ့အဖေနဲ့အေးတထာရဲ့အဖေကညီကိုရင်းနေဒါကြောင့်တဝန်းခွဲ cousin first cousin တွေဖြစ်တယ်ဒါပေမဲ့အေးအသက်အရွယ်ကွာတဲ့အတွက်အေးတထာတို့ကမွေးစားတာသူ့သမီးလို့ကြည်စမ်းအဲ့တော့မော်ဒကဲကကြတော့တကယ်ဆောင်နန်းတော်မှာအခုကအေးတထာကမိဘမဲ့ကနဲ့မိဖုရားဖြစ်လာဖုရားရဲ့မျက်နှာတော်ခံစားအဲ့ဒီလိုဖြစ်လာတဲ့အခါမှာဆောနာကဟာမန်ရဲ့အကြံစီကိုမော်ဒကဲကတိသွားပြီတိသွားတဲ့အခါဘာပြောလဲဆိုတော့အိုးငါတို့မနိုင်တော့ဘူးသူဘာလုပ်လဲရှင်ဘင်ထာမှာမင်းဝင်ပြီးတော့ပြောပါဆိုတော့အေးတထာကတခါတည်းတုံလို့သွားတယ်သူဂျူးမိန်းကလေးဖြစ်ကြောင်းမသိဘူးနံပါတ်1နံပါတ်2ကရှင်ဘင်ကိုပြောပြီးတော့ရှင်ဘင်ကမျက်နှာတော်မပေးဘဲနဲ့အမျက်တော်ထွက်ရင်သူအသက်ခံရမှာဟာမန်ကိုထိတ်တိုက်ရင်ဆိုင်ဖို့လဲသူတို့မှအာဏာမရှိဘူးအခုကျွန်တော်ပြောပြမယ်ဣသရေလကခါမနီကိုထိတ်တိုက်ရင်ဆိုင်ဖို့အာဏာမရှိဘူးခွန်အားမရှိဘူးဒါပေမဲ့သူ့ကိုမျက်နှာတော်ပေးတယ်သူအထက်ကသူ့ဆရာကြီးဒေါ်နယ်ထရန့်ကိုဖခင်ကမျက်နှာတော်ပေးတာဟာလေလုယာကျွန်တော်အဲ့လိုပဲပြောချင်တယ်ဟုတ်ပါတယ်ဒေါ်နယ်ထရန့်ကတော့တကယ်သူတော်စင်မဟုတ်ဘူးစိတ်မဟုတ်ပါဘူးဒါပေမဲ့ဖခင်အသုံးပြုနေတယ်ဆိုတော့ကြောင်းညင်းလို့မရဖခင်ပိတ်သိမ်းထားတယ်ဆိုတော့ညင်းလို့မရဘာလို့အီရန်နိုင်ငံမှာခရစ်ယာန်ကမ္ဘာပေါ်မှာခရစ်ယာန်အတိုးတက်ဆုံးနိုင်ငံအီရန်ခရစ်ယာန်တွေကဆူတောင်းပြီးတော့မှ revival ဖြစ်နေတဲ့နိုင်ငံပဲဒီနိုင်ငံရဲ့ဆူတောင်းခြင်းယုံကြည်သူရဲ့ဆူတောင်းခြင်းကိုဘုရားနားညောင်းပြီးတော့ empire လိုမျိုးတော့မှဘုရားကင်မှုအတွက်ဒေါ်နယ်ထရန့်တုံးဆုံးမဖို့အတွက်ဘုရားတုံးတာဖြစ်နိုင်တယ်ဣတိလလူတွေကိုဘုရားကမနာခံပြီးတော့ဆုံးမတဲ့အခါဘု து တုံးတယ်ဘာဘူးလုံတုံးတယ်မီဒိုပါရှောက်တုံးတယ် Greece ကိုတုံးတယ်ယောမကိုတုံးတယ်အဲ့ဒီလိုစေလွတ်တာဘုရားဒါကြောင့်ကျွန်တော်ပြောလို့မရအောင်ဟုတ်ပါတယ်ဒီလူကနော်စကားဆိုးညစ်တယ်အကျင့်စိတ်ကျမ်းနေဒါပေမဲ့ကဘာကြီးပြောင်းလဲဖို့ဘုရားကသူ့အကြံစီထဲမှာဘုရားကသူ့ရဲ့လက်ကင်တုံးနေနဲ့လဲတုံးတာဖြစ်နိုင်တယ်ဆိုတာကိုလည်းပြောလို့ညောင်ညင်းလို့တော့မရဗင်နီဇွဲလားလိုနိုင်ငံသူ့နိုင်ငံကမြောက်များစွာထွက်ပြေးသိမ်းရှောင်ပြီးတော့ဒုက္ခရောက်တာအမေရိကန်မှာ refugee အများဆုံးကဗင်နီဇွဲလားရေနံအမတမ်းမှကျခရိယန်နေအဲ့တော့ဒီနိုင်ငံရဲ့ခေါင်းဆောင်ကိုဘုရားကပါလေဒေါ်နယ်ထရန့်ဆေလွတ်ပြီးတော့စုံမလိုက်ဟုတ်တယ်မလားကြောက်တစ်ဖက်မှာလည်းအဲ့လိုတွေ့တယ်ဘုရားကချစ်ချင်းမေတ္တာဘုရားဖြစ်တယ်ဒါတစ်ဖက်မှာလည်းဘုရားကဖြောင့်မတ်တော်ဘုရားဖြစ်တယ် justice အဲ့တော့ချစ်ချင်းမေတ္တာနဲ့ justice ဆိုတာကကျွန်တော်တို့နော်တစ်ဖက်ချင်းမတူချစ်ချင်းမေတ္တာဖြစ်လို့မတရားမှုကိုအမြဲတမ်းတီးခံတာမဟုတ်ဘူး justice လဲလာနော်တရားစီရင်ခြင်းလဲလာမှာပဲအဲ့တော့ဒီမှာပြောချင်တဲ့အကြောင်းအရာက okay ခါမာနီတည်သွားပြီးတဲ့နောက်2ရက်မှာအစ္စရေးနိုင်ငံမှာပူရင်ပွဲကိုကျင်းပတယ်ပူရင်ပွဲဆိုတာဘာလဲအဲ့ဒီပူရင်ပွဲဆိုတာကဟာမန်လှုပ်ကြံတာကနဲ့ဣတိလလူတွေကအနိုင်ရပြီးတော့မှရှင်ဘင်ကဧတထာမန်ဧတထာကဂျူးလူမျိုးမှသူတိသွားတဲ့အခါမှာသူဘာပြောလဲဆိုတော့အဲ့ဒီလိုဂျူးလူမျိုးတွေကိုတတ်ဖို့အတွက်အကောက်ကြံကြတာဘာတူလဲတဲ့ရှာခိုင်းနောက်တစ်ခုကဘာလဲဆိုတော့တညလုံးရှင်ဘင်ကအိတ်လို့မရအောင်နော်ဆက်တော်ခေါ်လို့မရအောင်ဆက်တော်ခေါ်လို့မရတဲ့အခါမှာဖခင်ကသူ့နှလုံးသားကိုဘာနှိုးဆော်လဲဆိုစာအုပ်ဟောင်းကိုလမ်းကြည့်ပါတဲ့မိနစ်တွေကိုကြည့်လိုက်ပါနော် diary ကိုကြည့်လိုက်ပါဆိုတော့ရှင်မေတခါမှမကြည့်ဘူးတဲ့ diary ကိုပြန်လည်ကြည့်အဲ့ဒီခါမှာဘာပြောအိုးဒီမှာကြည်စမ်းမော်ဒကဲဆိုတဲ့လူကရှင်ဘင်ကိုတော်မြတ်ရဲ့အသက်ကိုတော်ကယ်ခဲ့တဲ့လူပဲတိုက်ဆိုင်အဲ့လိုတွေ့တဲ့ခါမှာဘာပြောဆိုဟာဟုတ်ပါအဲ့တော့ငါကိုတော်မြတ်ကြီးကဒီမော်ဒကဲဆိုတဲ့လူကိုဥစ္စာဘာနာတွေနဲ့စူးချင်းမင်းခဲ့တဲ့အရာတွေရှိသလားမှတ်တမ်းမှာကြည့်စမ်းမရှိဘူးကိုတော်ဖျား
ဟာဒါဆိုရင်တော့သူ့ကစုကြီးချရမယ်ဘုရားရဲ့အကြံကအဲ့တော့ဘယ်လိုစုချမလဲဆိုတော့ तू လည်းအကြံမသိဘူးအဲ့တော့ဟာမန်ခေါ်တယ်ဘယ်လိုချမလဲလို့ပြောတော့လောက်ကြံတဲ့ဟာမန်ကသူ့ကိုချမယ်လို့စုချမယ်လို့ तू ထင်ပြီးတော့ဗာလဲကိုတော်မြတ်ရဲ့ဝတ်လုံတော်ကိုဝတ်ပြီးတော့မင်းဖြူတော်ကိုစီးပြီးတော့မြို့မှာတဲ့လက်ပတ်ပြီးတော့မှငါစုချတယ်ဒီလူကတကယ်ကိုနော်ကောင်းစားစေရမယ်သူ့ကိုယုံတင်လေးစားရမယ်ဆိုပြီးတော့ကြွေးကြော်ရမယ်တဲ့အဲ့တော့ရှင်မင်းကပါအမိန်ထုတ်လဲโอเคအမတန်ကောင်းတဲ့အကြံပါမောင်မင်းကြီးအဲ့ဒီလိုကြွေးကြော်တဲ့လူကတင်ကိုယ်တိုင်လောက်ပါလို့သူကကြွေးကြော်တဲ့လူဖြစ်လာအဲ့တော့ရှင်မင်းရဲ့ဥစ္စာမင်းမြောက်တစားတွေအားလုံးကိုဗာလဲမော်ဒကဲကိုခိုင်းပြီးတော့မှသူတတ်မယ်လို့ကြံတဲ့လူအရှိမလော့စပီကာနဲ့ကြော်ညာရတာမင်းကိုဆွဲပြီးတော့မှဖခင်ရဲ့မျက်နှာသာပြောင်းပြန်လက်ခိုင်းဖခင်ရဲ့အကြံစီကဗာလဲပြောင်းလူတွေရဲ့အကြံစီပြောင်းဒီနေ့ကျွန်တော်ဘဝကိုအကောက်ကြံနေတဲ့လူတွေနော်အတင်းတော်ကိုမကောင်းကြံနေတဲ့လူတွေအားလုံးကဗာလဲပြောင်းပြန်ကျွန်တော်မင်းကျိုးဆွဲရမယ်ဟာလေလုယာဘုရားသခင်လူမျိုးတော်တွေကိုဘုရားသခင်ရွေးနှုတ်ထားတဲ့လူတွေကိုအကောက်ကြံနေတဲ့ပြောင်းပြန်မင်းကျိုးဆွဲရမယ်နော်ဟာမန်ကဲတို့ကြည်စမ်းအဲ့တော့အေးတတာတွေကပူရင်ပွဲတော်ကဘာလဲဆိုတော့လေအနေငယ်ပြောချင်တယ်ပူရင်ပွဲတော်ဆိုတာကရှေးခေတ်ပါရှန်အင်ပါယာဆိုတာအီရန်ကိုပြောတာလက်ထက်မှာဂျူးလူမျိုးများလူမျိုးတုံးတုတ်တင်ခံရမဲ့ဘေးမှာကဲတင်ခံရတဲ့အထိမ့်မပွဲဖြစ်တယ်ပူရင်ပွဲဆိုတာဟေဘရဲစကားနဲ့ lot လို့ခေါ်တယ်စေးတံဆိုတာသူတို့က lot ချတာအဲ့တော့ဒီဟာမန်ကိုသူစဉ်းစားတာဂျူးလူမျိုးတွေကိုဘယ်နေ့တတ်မလဲဘယ်နေ့ရှင်းမလဲလို့သူစဉ်းစားတဲ့အခါမှာကျတော့သူရဲ့စစ်တီတော်တွေကဘာလဲဈေးတံချလိုက်ပါဈေးတံချဆိုတာအန်စာတုံးလေးလိမ့်လိုက်ပါပေါ့ဘယ်နေ့ကြမလဲဆိုတာအဲ့တော့သူအန်စာတုံးလိမ့်မှကြတဲ့နေ့ကပူရင်လို့ခေါ်တယ်အာဒါဒီမှာကျမ်းစာမှာတော့ပြောတာနော်အဲ့တော့ခဏနေပြမယ်အဲ့ကျမ်းစာပိုင်အဲ့ဒီနေ့မှာသူတို့တပ်ဖြတ်မယ်လို့ပြောဒါပေမဲ့ထူးခြားတာကအဲ့ဒီလိုဈေးတံကြတဲ့တပ်ဖြတ်မယ်ဆိုတဲ့နေ့မှာသူကကျိုးမိတ်နဲ့အသေးသွားတာဟာမန်ကသူတည်သွားတဲ့အတွက်ကြောင့်အဲ့ဒီနေ့ကိုဗာလဲဆိုတော့ပူရင်ပွဲဂျူးလူမျိုးတွေရဲ့အောင်ပွဲခံတဲ့နေ့သူ့မှာဖုံးကွယ်ပြီးတော့မှအဆက်တကွဲဖြစ်နေတဲ့ identity ကိုလွတ်လပ်စွာကြွေးကြော်ပြီးတော့မှငါတို့ကဂျူးလူမျိုးဖြစ်တယ်ဆိုတာကိုရဲဝံ့စွာဝန်ခံရတဲ့နေ့ဖြစ်တော့ဒီနေ့သင်ဘဝတက်တာတွေမှာလျှို့ဝှက်ထားတဲ့ຢာနော်မပြောပြနိုင်တဲ့ຢာရှင်မေးရှိမှငါဂျူးလူမျိုးမဟုတ်ပါဘူးကိုယ့်ရဲ့ identity အစစ်ကိုဖုံးပြီးတော့မှနော်လျှို့ဝှက်စွာရှက်ကြောက်ပြီးတော့ဖုံးကွယ်